ဒီနေ့အတွက်ကတော့ပထမအောင်ဆုံးသင်ခန်းစာအနေနဲ့ဒီ English speaking ပြောတတ်ဖို့အတွက်ပေါ့နော်ဒီ grammar လေးကိုအရင်ရှင်းပြချင်တာဖြစ်ပါတယ် English speaking lesson 1အတွက်သင်ပေးဖို့အတွက်ပေါ့နော်ဒီ grammar လေးသိဖို့လိုပါတယ်အဲ့ grammar လေးကိုအရင်ရှင်းပြပေးချင်ပါတယ်ရှင်အဲ့တော့ what this ဆိုပြီးတော့မေးလိုက်ရင်ဘယ်လိုဖြေရမလဲဆိုတဲ့ပုံစံလေးပါအဲ့တော့ what this ဆိုပြီးတော့မေးလိုက်ရင် what this ဆိုတာအရင်ဆုံးပထမဆုံးနေတော့ what this ဆိုတာဘာလဲเนาะအဓိပ္ပာယ်အနေနဲ့ကမင်းเนาะအဓိပ္ပာယ်အနေနဲ့က what this ဆိုတာကဒါဘာလဲလို့မေးတဲ့နေရာမှာသုံးတာပေါ့နော်တခုခုကိုလက်ညှိုးထိုးပြီးတော့အမည်မသိတဲ့အခါမေးတဲ့မေးခွန်းကိုပြောတာပါเนาะ what this ဒါဘာလဲတခုခုမေးချင်တဲ့အခါဒါဘာလဲလို့မေးချင် what this ဒါဘာလဲရန်လို့မေးတဲ့အခါမှာသုံးတာဖြစ်ပါတယ်နောက်သူ့ရဲ့ပုံစံအနေနဲ့က was this မှာ what this က what is this ရဲ့ short form ပေါ့နော်သူကောက်စကလုံးပေးထားတာပါ WHAT apostrophe was က WHAT what is is what is ရဲ့သူကောက်စကလုံးဖြစ်ပါတယ်အဲ့တော့ was ဒီကိုမေးတဲ့ခါကျရင် what is this ဆိုပြီးတော့ရှေ့သိပြီးတော့မမေးဘူးပေါ့နော်စကားပြောမှာ was this ဒါပါလေအဲ့လိုမေးရပါတော့ what ဆိုတဲ့အဓိပ္ပာယ်ကတော့ဘာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဘာလဲဆိုပြီးတခုမေးချင်တဲ့အခါမှာသုံးတယ်မေးခွန်းစကားလုံးပေါ့နော် question what မေးခွန်းစကားလုံးဖြစ်ပါတယ် is ရဲ့အဓိပ္ပာယ်ကတော့ရှိသည်ဖြစ်သည်ပေါ့နော်ဒီမှာအဓိပ္ပာယ်ရှိရယ်ဒီနေရာမှာတော့သူဖြစ်သည်လို့ဘာသာပြန်ရမယ် THIL this ကဒီဟာဆိုတဲ့အဓိပ္ပာယ်အဲ့တော့အဲ့ဒါကိုတောင်းပြီးတော့ဆိုလိုက်တဲ့အခါမှာ was this ဒါကဘာလဲဆိုတဲ့ဒီပေါ့နော်မေးခွန်းမေးချင်တဲ့အခါမှာသုံးတာပါတခုခုပတ်သိချင်တဲ့ဒါပါလေဒါလေးကဘာလေးလဲဒါပါလေကိုမသိလို့ပစ္စည်းတစ်ခုကိုကင်ပြီးတော့ဒါပါလေမေးချင်တဲ့အခါကျလို့ရှိရင်ရမယ်မေးခွန်းက was this နေသူဝါစကားပြောဒီမှာထည့်သုံးလို့ရတယ်ပေါ့နော်အဲ့တော့သူ့ကိုပြန်ဖြေတဲ့ answer pattern ကကြတော့ဖြေတဲ့ pattern ပုံစံကကြတော့ is နဲ့ဖြေပြီးတော့နောက်ကကိုပြောချင်တဲ့ဒီပေါ်တင်နေတဲ့မိကုံးမှာဒါပါလဲလို့မေးရင်ဒါပဲဥပမာဒါပေါ့ဒီ bobbin ဆိုရင် was this ဒါပါလဲလို့မေးရင်ဒါကပါလဲ bobbin မလား is a pen bobbin ဆိုတာအဲ့ဒါပါ noun ပဲပေါ့နော် noun စကားလုံး bobbin ဆိုတဲ့စကားလုံး pen ဆိုတဲ့ noun ကိုထည့်ပြီးဖြေပေးရမယ်ပေါ့နော်ရှေ့ကတော့ဘာထည့်ပြောပြရမလဲဆိုရင် is a pen တော့ pen ဆိုပြီးတော့ဖြေတာလည်းရတယ်ပေါ့နော်grammatically ရဆိုရင် grammar လေးစပြောမယ်ဆိုရင်เนาะ is a pen ပေါ့နော်ချောင်းနဲ့ဆိုရင် article လေးထည့်ပေးမယ် is a pen လို့ဖြေပေးရမယ်ပေါ့နော်ဒီမှာပေါ့နော်ဒါလေးကိုကြည့်ကြည့်မယ်ဒီမှာကောင်မလေးကဒီကလေးလေးကိုမေးနေတယ်ပေါ့မေးတဲ့ပုံစံမျိုးပေါ့နော်ဒါမေးလိုက်တယ်ဆိုတော့ was this ဒါပါလဲလို့မေးပြန်ဖြေတဲ့ပုံစံကဒါက pen ပေါ့နော် bobbin ဖြစ်တဲ့အတွက် is a pen လို့ဖြေရမယ်ပေါ့နော် is a pen was this is a pen ဒီမှာဆိုရင် what ဆိုတာကဘာလဲနော် what is ရဲ့ true false စကားလုံးမှာတဲ့ပြန်ဖြေတဲ့ is a pen ကရောတဲ့ is a pen က it apostrophe ရဲ့ is ဆိုတဲ့စကားလုံးက ita is is it is ရဲ့ true false စကားလုံးပါနော်ဒါမှမဟုတ်နော်ခဏခါလေးပြောခဲ့ပြီလေဒီမှာဒီသူနမူနာဒီမှာရေးပြထားတာကြည့်ကြည့်မယ်ဒီမှာဆိုရင်ဒီမှာသူကဒီရောက်ကပစ္စည်းပေါ့နော်ဒီမှာမှန်ဘလို့ပုံစံနဲ့ကြည့်ပြထားတယ်အဲ့ဒါကိုမေးခွန်းမေးရတာပေါ့နော်ဒီမှာဆိုရင်မေးခွန်းမေးထားတာဘာနဲ့ပဲပြီးလဲ was this ကိုယ့်ရဲ့အနီးနားမှာရှိတဲ့အရာကိုမေးရပါတော့ကိုတခုခုလည်းမျိုးပြပြီးပြောတဲ့ခါကျရင်မေးတာပေါ့ was this ပြန်ပြမယ်ပြ is a pen was this is a pen ဒါဆိုရင်တော့ဒီမှာဒီပုံလေးရပါလိမ့်မယ်ဒီပုံလေးရတော့ဘယ်လိုလဲ was this ဒါဆိုရင်ပြန်ဖြေမယ်ဒီမှာဘာထည့်ရမလဲချင်လဲပြန်ဖြေတဲ့အခါဟုတ်တယ် is ပဲထည့်မှာပေါ့ is a rubber ဆိုတာခေတ်ကိုပြောတာပေါ့နော် British English မှာ
rubber က K ဖြစ်ပေါ့နော်အဲ့တော့နောက်တစ်ခု number 3က was this ဒီမှာဘာလေးထည့်ပြီးမလဲဟုတ်တယ် is a pencil ခင်းတဲ့ချောင်းဖြစ်ပါတယ်ပေါ့ဒါဘာလဲလို့မြင် is a pencil ခင်းတဲ့ချောင်းဖြစ်ပါတယ် next number 4 was this ဒါပါလေအဖြစ်ရကြည့်လေ is a ruler ဒါကပါလေပြီးရင်တစ်ချောင်းဖြစ်ပါတယ်ဒါဆိုရင်မြင်ကြည့်မယ်နော် grey box ဖြစ်ချင်ရင် was this is a pencil မြင်ကြည့်မယ်နော်ဒီကောတာကိုဖြည့်လိုက်ကြည့်တာ was this ဟုတ်တယ် is a ruler was this ဟုတ်တယ် is a pencil နော်ကြည့်ဒါဆိုရင်နောက်ထပ်နေနဲ့ exercise လေးလုပ်ကြည့်မယ်နော် read number 2ဖတ်ကြည့်ပါအောင်ဘာပြောရလဲ write the words in the correct box write the words in the correct box correct ဆိုတာဘာလဲဆိုရင်မှန်ကန်တော့နောက်ဆုံးအနေပါလဲပြန်မယ်နော် correct box မှန်ကန်တော့တဲ့ box ကပါလေဒီရောက်ကဒီလေးတော့ကလေးပြောတာပါ and box ဆိုတာကလေးတိထားတာသူရဲ့ဒီပေရောအများကြီးရှိတယ်နော်တက်တာအနေနဲ့သုံးတာရှိမယ်ဒီမှာတော့ box ဆိုတာဒီဒီစီမီမီဒီတွေကိုကြီးပြထားတယ်ဒီလေးတော့ကလေးကို box လို့သူကသုံးလိုက်တာဖြစ်ပါတယ် the correct box ဒီမှန်ကန်နေတဲ့ဒီ box ထဲမှာရှိတဲ့နော်မှန်ကန် box ထဲမှာရှိတဲ့မှန်ကန်တဲ့စကားလုံးတွေကို right ဘာလို့ပါရေးပါတဲ့နော်မှန်ကန်တဲ့ box ထဲမှာပေါ့ဒီမှာဒီ box ကဒီ box ကိုပြောတာဖြစ်မယ်နော်ဒါလည်း box လို့သုံးတယ်ဒီမှာတော့သူကဒီဒါကိုညွှန်းတာပေါ့နော် correct box မှန်ကန်တဲ့ box ထဲမှာတဲ့ဒီမှာ a box ပေးထားတယ် en ဆိုတဲ့ n box ပေးထားတယ်မှန်ကန်တဲ့ box ထဲမှာ the words ဒီစကားလုံးလေးတွေကို right ရေးပေးပါတဲ့ဒါဆိုရင် number 1ကပါပေးထားတယ် pen ဒါဆိုရင်ဘယ်စကားလုံး pen ကိုဒီမှာ a ရဲ့ a box ထဲမှာထည့်ပေးထားတယ်ပေါ့နော်ဒီမှာ apple ကကြတော့ pen ကြတော့ apple ကကြတော့ en ဒီမှာထည့်ပေးထားတယ်ဘာဖြစ်လို့လဲဒီကြမှာရှင်းပြပေးမယ်နော်အဲ့ဒါကဒီခုနကဖြေမိကုံးမေးတော့ကျတော့ what this is a ဆိုပြီးတော့ဒီခဏ is a ပေါ့နော်အဲ့ဒါ a ပေါ့ဒါပေမဲ့အတန်ထွက်တဲ့ခါကျရင် a ဆောင်းနေပဲထွက်မှာဆိုတော့ is a ပေါ်ပင်ဆိုရင် what this is a pen what this is a pen လို့ဖြေခဲ့တယ်အဲ့ဒီမှာ a ပဲသုံးပြထားရပဲเนาะဒါဆိုရင်ဒါကိုဒါ what this နဲ့မြင်လို့ဖြေမှာလေ is a pen နဲ့ဖြေတယ်ဒါဆိုရင် apple ဆိုရင်ရော what this နဲ့မြင်လိုက်ရင်လို့ဖြေပါလေသူက is ခုနလိုပဲ is a apple လို့ဖြေလို့ရလားမရတော့ဘူးเนาะ is an apple လို့ဖြေမှရပါမယ် is an apple is an apple ဘာလို့လဲ why ဘာလို့လဲ apple ဘာတန်နဲ့စားလဲအာတန်အင်္ဂလိပ်စာမှာဆိုတရတန်ဘာဝယ်ဆောင်းလို့ခေါ်တယ်ပေါ့နော်အာတန်နဲ့တရတန်နဲ့စားတယ်တရတန်ဆိုတရတန်နဲ့စားတဲ့စကားလုံးတွေဆိုရင် en နဲ့သုံးတယ်ဒါဆိုတရတန်ဘယ်လိုပြောလဲအတန်ထွက်ကြည့်လိုက်အာဆိုတဲ့အတန်နဲ့စားတယ် apple အာတန်နဲ့စားတယ်ဒါကြောင့်မို့သူဒီမှာထားပြရ en box ထဲမှာထည့်ပြရ pen အတန်ထွက်ကြည့်အာတန်ဟုတ်လားမဟုတ်ဘူးเนาะ pen ဆိုတော့ဖတ်တန်ဖြစ်သွားမယ်เนาะဒါမို့တော့အာတန်မဟုတ်တဲ့ကြောင့်သူ့ကြတော့အာဒီက a နဲ့တွဲမယ် apple အာတန်ဖတ်တန်ဆိုတော့တရတန်ဖြစ်တဲ့အတွက် n နဲ့တွဲပြရမယ်ဒါကြောင့် n box ထဲမှာဖြည့်ပြရမယ်ကဲနောက်တစ်ခုတော့ကြည့်မယ်နောက်တစ်ခုကပါတယ် pencil ဘယ်ထဲမှာထည့်ရမလဲ a ထဲမှာလား a နဲ့ n မှာလားright a pencil a pencil
ဆိုမိကိုမေးကြည့်မယ်နော် what this is a pencil နာမည်နော်အဲဆိုရင်ဒီနေ့မှာ pencil rubber ဗါလဲခြေပြဘယ်ထဲမှာထည့်ရမလဲစဉ်းစားကြည့်နော် ruler အာတန်ဟုတ်လားမဟုတ်လားစဉ်းစားကြည့်နော် ruler ဆိုတာအာတန်နဲ့စတာဖြစ်မလားတရတန်နဲ့အာတန်ဟုတ်လားမဟုတ်ရင်ဘယ်ထဲမှာချိန်မလဲတရတန်ဆိုအာတန်နဲ့စရတရတန်ဆိုရင်ဘယ်မှာထည့်မလဲအာတန်နဲ့တရတန်နဲ့တူတူပဲနော်ဖြည့်ကြည့်နော်ဘာသာကိုဖြည့်ကြည့်ပြီးအင်္ဂါလာထပ်ပါ book အာတန်နဲ့စတာဟုတ်မဟုတ်မဟုတ်ဘူးဆိုလို့ရှိရင်မထည့်ရမယ်စဉ်းစားပြီးမယ်နော် orange ဒီမှာဒီ orange အာတန်နဲ့စဘယ်မှာဖြည့်ရမလဲစဉ်းစားပြီးတော့ဖြည့်ပြီးတော့အင်္ဂါလာထပ်ပြီးပါဘာသာကိုဖြည့်ပြီးထင်တယ်နော်အဲ့တော့ဗီဒီယိုဆက်မကြည့်ခင်ပေါ့နော်ဒီခုပြောမယ့်အကြောင်းအရာကိုဆက်မကြည့်ခင်မှာကိုယ့်ဘာသာကိုဖြည့်ကြည့်ပါပြီးတော့မှဖြည့်ထိုက်ပါဓမ္မစဉ်းစားတတ်မှာပေါ့နော်ကိုယ်တော့ကတွေးကြရမယ်အဲ့တော့ဒါဆိုရင်ဖြည့်တိုက်ပေးကြည့်မယ် pen ဓမ္မထင်မယ်ဟုတ်တယ်ဒီ box ထဲမှာဖြည့်ရမယ် apple ဒါတော့သူဖြည့်ပြီးသားပေါ့နော်ဒီ n box ထဲမှာထည့်ပေးရမယ်အဲ့တော့အာတန်နဲ့စလို့ pencil ဟုတ်တယ် A box ထဲမှာဖြည့်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ pencil ကအာတန်နဲ့စတာမဟုတ်တဲ့အတွက်ပါ rubber ကရောအာတန်နဲ့စတာဟုတ်လားမဟုတ်ဘူးဒါကြောင့်ဘယ် box ထဲမှာထည့်ရမယ်ဟုတ်တယ်ဒီထဲမှာပဲထည့်ရမယ် what about ruler ကရောဘယ် box ထဲမှာထည့်ပြရမလဲဟုတ်တာပေါ့သူလည်းအာတန်နဲ့စတာမဟုတ်တဲ့အတွက်ဒီ box ထဲမှာပဲထည့်ပြရမယ်next book ကဘာနဲ့စလဲအာတန်နဲ့စတာဟုတ်လားမဟုတ်ဘူးဒါကြောင့်သူလည်းဘယ်ထဲမှာထည့်ဒီထဲမှာပဲထည့်ပြရမယ် the last one နောက်ဆုံးတစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကပါတယ် orange အာတန်နဲ့စတယ်ဟုတ်တယ် orange all ဆိုတော့တရတန်နဲ့စတာအာတန်နဲ့စအာတန်ကတရတန်ပဲပေါ့ဒီချောင်းကိုဘာနဲ့တွေ့ပြရမလဲ ENN နဲ့တွေ့ပြရပါမယ်နန်းချလားမနေ့သူတွေအတွက်ကို congratulation ပါရှင် number 3 write A or N right you know the meaning of right ရဲ့အဓိပ္ပာယ်ကိုသိလားဗာလေရေးပါပေါ့နော် right ဆိုတာရေးပါတဲ့ A or ဆိုတော့မဟုတ်ပေါ့နော် A သို့မဟုတ် AN ကိုရေးပါတဲ့ဒီပေါက် blank တွေထဲမှာပေါ့နော် A သို့မဟုတ် AN ကိုထည့်ပါတဲ့ number 1 was this ဒီပုံလေးကိုကြည့်ပြီးမှာပေါ့နော် was this ဒါပါလေရဲ့ A သုံးမလား AN သုံးမလားဒီပုံလေးကိုရေးစမ်းထားပါလေ but 8ပေါ့နော်8ဆိုတော့ but ဆိုတော့အာတန်နဲ့စလားတရတန်နဲ့စလားsorry နော်အာတန်နဲ့တရတန်အတူပဲအာတန်နဲ့စတာလားတခြားဘီးတန်နဲ့စတာလားအာတန်မဟုတ်တာကိုဘီးတန်လို့ခေါ်တယ်ပေါ့နော်ကျန်တန်နေဘီးတန်လို့ခေါ်တယ်အဲ့တော့ but ဆိုတော့ဒီ but ကအာတန်နဲ့စလားမစအောင်ကြောင်းတော့ကတော့ပြီးတော့လေ and ပြီးတော့ was this ဒါကတော့ဘာလဲ is blank orange ဒါက orange ဆိုတော့ဘာတန်လဲအာတန်နဲ့စဆိုရင် an သုံးလား e သုံးလားဟုတ်တာပေါ့ you have to complete and in this blank you know an ကိုဒီ blank ထဲမှာလုပ်ပြရမယ်ထည့်ပေးရမယ် and is an orange number 3 was this ဒါပါလေ is blank book ဒါပါလေစာအုပ်တန်ထွက်ကြည့်အောင် how to pronounce this book ဘယ်လိုတန်ထွက်မလဲ book အာတန်ဟုတ်လားမဟုတ်ဘူးဒါဆိုရင်အာတန်တရတန်မဟုတ်ရင်ဘာပဲထည့်မလဲပြီးတန်ဖြစ်တဲ့အတွက် article A ပဲထည့်ပြရမှာပေါ့ number 4နဲ့ 5ကိုကိုယ့်ဘာသာကိုဖြည့်ကြည့်ပါဗီဒီယိုလေးကိုခဏရပ်ပြီးကိုယ့်ဘာသာကိုဖြည့်ကြည့်ပါပြီးတော့မှဖြည့်ပြန်တိုက်ပါ
ခဏလေးဒီ video pause လုပ်ထားပြီးတော့မှဖြည့်ကြည့်ပေါ့နော်အခုကတော့စတင်ပေးပါမယ် was this ဒါပါလေအန်တီလို့တန်ထွက်လေ apple ဘာတန်နဲ့စားအာတန်နဲ့စားခဏတန်နဲ့စားဖြစ်တဲ့ကြောင့် e သုံးလား en သုံးလားဟုတ်တယ် en သုံးမယ် is an apple and was this ဒါပါလေခဲတံကိုအင်္ဂလိပ်လို့ pencil case ဘာကြီးလဲခဲတံဆိုတော့ e နဲ့တွဲမလား en နဲ့တွဲမလား pencil အာတန်ဟုတ်လားအာတန်မဟုတ်ရင်သရတန်မဟုတ်တော့ဘူးဒါဆို b တန်ဘာနဲ့တွဲမလဲ e နဲ့တွဲပါမယ်ဟောမှန်ကြလားစဉ်းစားလိုက်ရင်တိုက်ခန့်ညီမှုရှိလားဖြေခဲ့ပေးဦးနော်ဒါဆိုရင် exercise လေးတွေပေါ့ဘလို့လေ့ကျင့်ကြည့်ရအောင်တော့ဒီ video လေးကိုခဏရက်ပြီးတော့ဒီ exercise လေးကိုတော့ဖြည့်ကြည့်ပေးပါပြီးတော့မှအဖြေပြန်တိုက်ကြည့်ပေါ့နော်ဘယ်လောက်ထိမှန်လဲဘယ်လောက်ထိစဉ်းစားတယ်လဲဘယ်လောက်ထိတော်လာပြီလဲကိုတိုက်တာလို့ရအောင်ပါအဲ့ဒါဆိုရင် number 4 video ကတော့အခုဆက်ရနိုင်မယ်ပေါ့နော်ဖြည့်ကြည့်ပြီးတော့မှဒီ video ကိုပြန်ကြည့်ပါ write remember AON write ရေးပါတဲ့နော်ဘာလို့ရေးရမလဲဆိုရင် A ဒါမှမဟုတ် E ကိုရေးဖို့သိရပါတဲ့ဒါဆိုရင်ဒီစကားလုံးလေးရဲ့မျိုးလေးတွေတော့သိကြလားအဲ့ဒါကြည့်အောင်လိုက်ဆိုကြည့်မယ်နော် repeat after me ဆိုလိုက်ဆိုပြီးတော့ဘာလို့လဲ Can you repeat after me train do you know the meaning of train ရဲ့အဓိပ္ပာယ်ကိုသိကြလား train ကပါလေဟုတ်တယ်ယထာnext plane ကပါလေဟုတ်တယ်လေယာဉ်မြန် ball ကပါလေဘောလုံး umbrella ပါလေချီ cat ကပါလေကြောင် elephant ကပါလေစင် read number 1 was this ဒါပါလေတော့ဒီဘက်ကပုံလေးကိုပဲကြည့်ပြီးတော့ဒါလေးဆိုဘာဖြစ်လောက်မလဲဒီဘောကပုံနဲ့ဘယ်လိုခိုင်ညီမှုရှိအောင်ပေါ့စဉ်းစားကြည့်တာပေါ့ was this ဒါပါလေဆိုတော့ဒါဆိုပါလိမ့်မယ်ဘောလုံးရဲ့အပိုင်းစားလေးဖြစ်လောက်မယ်ဟုတ်ဖြစ်တယ် is a ball ဆိုတော့ဒီနေ့တော့en အတွင်းမှာ ball အတန်းနဲ့စားလာမဟုတ်တဲ့အတွက်ဒီနေ့အတွင်း is a ball number 2အဲ့တော့ဒီလိုမျိုးခေါင်းလေးတွေပြန်လာတယ်ဒါဘာဖြစ်မယ်ချင်းလဲဟုတ်တယ်ဗါလေဒါ was this ဒီနေ့ရွေးပေါ့နော်ဘာဖြစ်လဲဒီခေါင်းလေးပါ is a train ဟုတ်တာပေါ့ is a train ဆိုတော့ဒီနေ့တွင်လား en တွင်လားဒီနေ့တွင်မှာပေါ့ was this is a train ဒါပြင်ပြီးရင် is a ထပ်ပြရမယ်နော် number 3ဒါလေးပဲပြထားတယ်ယူလေးဒါလေးကြည့်ရင်ဗာလေးမှန်းပြီးမလဲဟုတ်တာပေါ့ umbrella အဲ့တော့မိကုန်းလေးမှာပြတဲ့ကြောင့် was ဒီမှာတော့မိကုန်းအောင်ပတ်သက်ကိုဖြည့်ခိုင်းနေပြီအထည့်ရမယ် this ထဲမှာပေါ့ was this ဒါပါလေလို့ကြည့်မယ် is okay umbrella a နဲ့တွဲမလား en နဲ့တွဲမလား umbrella ဆိုတော့ဘာတန်းအားတန်းဟုတ်တယ်တရတာမို့လို့ဘာနဲ့တွဲမလဲ en နဲ့တွဲပါမယ် an umbrella ရှေ့ကဘာနဲ့တွဲကြည့်ပါလဲ is an umbrella ကဲဒီလေးပဲကြားရတာဘာလို့ရှိမလဲဘာလဲဒါ plane ပြန်ဒီကမီးဘယ်လိုလဲ was this ဒါနဲ့ပဲဒီမှာပေါ်ဒီမှာဟုတ်တယ်နော် was this ပြန်ချင်း is သုံးလား en သုံးလား train ဆိုတော့ဒီနေ့တွင်မှာပေါ့ is a train ကဲဒီမှာဒါလေးပဲပြရတယ်နှမောင်းလေးပြရတယ်ဆိုတော့ဒီပါလေစင်လေးပေါ့စင်ကိုလို့ခေါ်တယ် elephant ကဲမိခွန်းလေးဖြည့်ကြည့်ပါဦး was this တယ်လေ was this ဒါပါလေအပြင် is elephant ဆိုတော့ဒီနေ့တွင်လား en နဲ့တွင်လား
elephant အတန်ဆိုတော့ a ရဲ့အနေတွင်မှာပေါ့ is an elephant is an elephant next ကဲနောက်ဆုံးတစ်ခု the last one ဒီမှာနေရည်ပြပြီးဟာဘာလေးဖြစ်မလဲဟုတ်တယ် cat Naomi was this was this ပြန်ဖြင်း is ဒီတော့မှ a ရန်တော့လားအဲ့ဒါဖတ်ကြည့်ပါဦး cat ဆိုတော့ဘာတော့လဲ in နဲ့တွဲမှာပေါ့ is a cat အဲ့ဒါလားဒီကလေးထပ်ပြီးနော်ဘယ်လိုဖြစ်မှာလဲပြီးပါဦး